စီးကျူကြောင့်အနာမကျက်တာကိုကောက်ွယ်ပေးတဲ့အပြင်စီဝမ်းလီမှန်စေတဲ့တရုတ်စကားပန်းရဲ့ဈေးဘက်ဝင်ပုံလေးတွေကိုဒီဗီဒီယိုလေးမှာပြပြပေးမှာပဲဖြစ်ပါတယ်ခန္ဓာကိုယ်မှာရှိတဲ့ကျန်းတို့တွေကိုတက်တာစေဖို့အတွက်တရုတ်စကားရွက်ကိုအသုံးပြုပေးလို့ရပါတယ်အရွက်ကိုချိုးလိုက်ရင်ထွက်လာတဲ့အစီကိုယူပြီးကျန်းတို့ကိုလိမ့်လိုက်ရုံပါပဲခန္ဓာကိုယ်ရဲ့အခြားနေရာတွေကိုအစိမထိစေဖို့တော့တတိထားရပါမယ်သွားမှာအပေါက်တွေဖြစ်ပြီးအဆောင်ဝင်တိုင်းနာနေမယ်ဆိုရင်တော့တရုတ်စကားပင်အရွက်ကနေထွက်တဲ့အစီကိုခွန်းစားတန်တန်လေးနဲ့ယူပြီးသွားအပေါက်ရှိတဲ့နေရာမှာကတ်ထားပေးလိုက်ရုံပါပဲတရုတ်စကားပန်းကခြေဖနာကွဲတာကိုလည်းတက်တာစေပါတယ်ခြေဖနာကွဲတာကိုတက်တာစေဖို့ဆိုရင်ဖနာကွဲတဲ့နေရာကိုတရုတ်စကားအရွက်ပြုတ်ရည်နဲ့တန်းစင်စီချုပ်ပေးလို့ရပါတယ်ဝမ်းချုံနေတဲ့သူတွေဆိုရင်တရုတ်စကားပွင့်တုပ်ကိုစားပြရပါမယ်တရုတ်စကားပွင့်တုပ်ကဆိုရင်စီဝမ်းကိုရှင်စေပြီးတလိပ်လီကိုကြည်စေပါတယ်လေထူးလျောင်သမားတွေပိုက်အောင်နဲ့လေထူးရဲဆိုရင်တရုတ်စကားပွင့်တုပ်ကိုစားပြလို့ရပါတယ်တရုတ်စကားအရွက်ကိုမိခင်ပြီးဖောရောက်နေတဲ့နေရာကိုအုံပြီးမယ်ဆိုရင်ဖောရောင်ခြင်းကိုပြောက်ကင်နိုင်ပါတယ်တရုတ်စကားပန်းကစိတ်ပတ်ဝင်နေဆိုပေမဲ့ယောဂခံရှိသူတွေကိုရင်ဆောင်နေနုထမိခင်နေကျမရေးခြင်းတွေရဲ့အကြောင်းစိတ်တောင်းနေရတဲ့သူတွေဆရာဝန်နဲ့တိုင်ပင်ပြီးမှသုံးပါ